function တစ်မျိုးပါပေါ့နော်ခလုတ်ကိုတိုင်းနှိပ်ထားမယ်ဆိုရင်ဒီမှာအချက်ပြမီလေးထွက်တယ်ပေါ့နော်နောက်ချက်ထပ်နေမယ်ဆိုရင်ဒါအနီရောင်မီလေးပဲနောက်ချက်ထပ်နေမယ်ဆိုရင်အနီရောင်မီကိုမှဖြတ်တုံမီလေးပေါ့နော်နောက်ချက်ထိုက်မယ်ဆိုအပြာရောင်ဖတ်တမီလေးကိုဒီညဘက်အလင်းရောင်ဆန်းပြပေးမှာဖြစ်ပါတယ်ဒါအဖြူမီတစ်လုံးနဲ့ပဲရှိသေးတယ်ပေါ့နော်ဖြူမီတစ်လုံးနဲ့ပြီးဒါလင်းအားနဲ့ထပ်ဖြော့တယ်နောက်တစ်ချက်ဆိုရင်တော့မီးကအဝါရောင်လေးဒါမီးဝါလေးပေါ့နော်နောက်ချက်လိုက်မယ်ဆိုရင်ဒါမီးဝါအောင်မှအနယ်လေးပေါ့နော်နောက်ချက်ထပ်နေမယ်ဆိုတော့ဒါတော့မီးနှလုံးလင်းနေပေါ့နော်ဒါဆိုလင်းပိုပြီးတော့လင်းထိန်သွားတယ်ပေါ့နော်တော့လေဒီခလုံးမနေပန်းနဲ့အဖွင့်ပိတ်လို့ရှိနေဆိုရင်တော့ဒီမှာခလုံးနှလုံးရှိရပေါ့နော်ဒီကောင်လေးကိုနှိပ်လိုက်မှကျွန်တော်တို့ခလုံးနဲ့ပေါ့နော်အဖွင့်ပိတ်လို့ရမလို့ပဲပိတ်လို့ဖွင့်လို့ရမှာပေါ့နော်မကျွန်တော်ဒါလေးတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုနှိပ်လိုက်ဆိုရင်ရပါပြီပေါ့နော်ဘယ်လိုရပါလဲဆိုတော့ကျွန်တော်ပြမှာနော်ဒီမှာဒီလိုပိတ်လို့ဖွင့်လို့ရပါပြီပေါ့နော်ဒါတော့အဲ့ဒီဆန်ဆာကိုပိတ်ချင်မယ်ဆိုရင်လည်းဒီဒါလေးတစ်ချက်နှိပ်လိုက်တာနဲ့သူကပိတ်သွားတယ်ပေါ့နော်ကျွန်တော်ပြအဲ့ဒါမှပိတ်တော့ပေါ့နော်ကျွန်တော်ခုနလိုမျိုးဒီ Wi-Fi signal လေးပေါ့နော်အဲ့ဒါနှိပ်မှဆန်ဆာနဲ့အဖွင့်ပိတ်လို့ရမှာပေါ့နော်ကျွန်တော်ဒီမီးဖြူမီးပါလို့ရင်းနေဆိုတော့တစ်ချက်စီနေတယ်ပေါ့နော်ရတယ်။ဘာရောင်လေးရမယ်ဆိုတော့အဝါရောင်အဖြူရောင်အနက်ရောင်3ရောင်ရတယ်ပေါ့နော်။ဈေးလေးကတော့3600ပါခင်ဗျ။မာယူဒီနေဆိုတော့ Messenger မှာဖုန်းနံပါတ်လိပ်စာလေးကိုပေးပို့ပြီးမှာယူလိုက်ပါနော်။